30ကျော်ကိုဟုတ်နေရနိုင်ငံပေါင်း30ကျော်မှာအသုံးပြုနေပြီပေါ့နော်ဒီ8 trade 60 AI ကိုပေါ့လေခုလောလောဆယ်တော့ကျွန်တော် binary trading ကိုပဲအရင်ရှင်းပြမယ်ပေါ့ဗျာဒီ binary option trading ကတော့ရှင်းတယ်ကျွန်တော်တို့ဒီမှာငွေကြေးအတွဲတွေရှိမယ်ရေနံဒေါ်လာ BTC Bitcoin ဘာညာပေါ့ cryptocurrency တွေရှိမယ်ဒါကိုကြိုက်တာကို trade ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကတော့ငွေကြေးအတွဲကိုပဲ trade ပါတယ်ဘာလို့ဆိုတော့ကျွန်တော် binary option မှာကကြတော့သူက binary ဆိုတာနှစ်ဗျာ binary ဆိုတာနှစ် binary ဆိုတာနှစ်ဆိုတော့အတက်ရှိမယ်အကျရှိမယ်ဒါကိုပဲခံမှန်းရမှာအဲ့တော့ကျွန်တော်တို့ကလွယ်နဲ့ခံမှန်းလို့ရတယ်ငွေကြေးအတွဲတွေကိုပဲ trade ပါတယ်အဲ့ထဲမှာ US ဒေါ်လာနဲ့ဟာကိုတက်နိုင်နေများရှောင်ပါတယ်အဲ့ထက်အရှောင်ဆုံးကတော့ US Euro USD ငွေကြေးအတွဲကိုရှောင်ပါတယ်အခုဒီလို Euro ဂျပန်ငွေကြေးအတွဲတို့ Australia USD ငွေကြေးအတွဲတို့ trade ပါတယ်စတင်အသုံးပြုမဲ့သူတွေနဲ့ဒီအပေါင်းလက္ခဏာလေးကိုနှိပ်ပါပြီးလို့ရှိရင် option ကိုရွေးပါပြီးလို့ရင်ဒီတည်းက digital ကိုရွေးပြီးတော့ကျွန်တော်တို့အခုလို trade ချင်တဲ့ GBP GB1 တော့ကို trade မဲ့ငွေကြေးအတွဲလေးကိုရွေးပေးပါเนาะပြန်ပြမယ်အပေါင်းလက္ခဏာနှိပ်မယ် digital option နဲ့က digital ပေါ့เนาะပြီးရင်ဒီမှာ OTC ပါတာတွေ့လားမသိအဲ့ OTC ကဘာကိုပြလဲဆိုတော့ပြကျင်လဲဆိုတော့ OTC ကကျွန်တော်တို့ဒီဟိုပေါ့စနေတနင်္ဂနွေမှာ trade တဲ့ over the counter ပေါ့เนาะ exchange တွေပိတ်တဲ့အချိန် over the counter ကြိုက်အောင်ကြိုက်ဝယ် counter ပေါ်မှာမဲ့ရောင်းဝယ်လုပ်ကြတဲ့အချိန်ကိုပြောချင်တာဖြစ်ပါတယ်ဒါကတော့စနေတနင်္ဂနွေ trade မဲ့သူက OTC ပါတာရွေးပါ Monday to Friday trade မဲ့သူက OTC မပါတာကိုရွေးပြီးတော့ trade ပါเนาะကိုညင်းသက်တာကို trade ပါခုကျွန်တော်နမူနာအနေနဲ့ဒီမှာ$10 trade ပြပါမယ်သူကဒီမှာကို trade မဲ့ငွေပမာဏကို invest နေရာမှာရိုက်မယ်ပြီးရင်ဒီမှာအချိန်ကာလကတော့10မိနစ်ရှိမယ်5မိနစ်ရှိမယ်15မိနစ်ရှိမယ်ကျွန်တော်ကတော့1မိနစ်နဲ့တုံမယ်ခုဒါဆိုရင် GBP JPY ပေါ့နော် Great Britain ပေါင်းနဲ့ဂျပန်ငွေကြေးအတွဲက trend ကအကျဖြစ်နေတယ်အဲ့တော့ကျွန်တော်ကြည့်လိုက်ချိန်မှာဒီမှာအကျပေါ့နော်အကျထက်ကြအောင်မယ်ထင်တယ်အဲ့တော့ကျွန်တော်အကျ trend ကိုပဲဝင်မယ်အဲ့တော့အကျလို့ခံမှန်းနေဆိုရင်အနီခလုတ်လေးကိုနှိပ်ပါခုကျွန်တော်နှိပ်ပြီးတော့$10နဲ့ဝင်လိုက်ပြီအတက်လို့ခံမှန်းကျင်နေဆိုရင်အစိမ်းခလုတ်လေးကိုနှိပ်ပါနော်ဟိုကျွန်တော်က10မိနစ်အတွင်းကို GBP JPY ငွေကြေးအတွက်ကျမယ်လို့ထင်တဲ့အတွက်ကျွန်တော်ကအကျနှိပ်ထားတယ်ဒါပေမဲ့လောလောဆယ်တော့ပြန်ပြီးတော့အတက်ပြနေတယ်ပေါ့နော်ဝင်တာနည်းနည်းစောသွားတယ်နည်းနည်းကျွန်တော်ပြကြံစောများသွားတဲ့သဘောပေါ့လေနော် trend နဲ့ဟို price action ကိုအသေးချာမလိလာမိဘူးပေါ့နော်နည်းနည်းစိတ်ရှည်အောင်မစောင့်လိုက်ဘူးဒါဆိုတော့ဒါအတက် trend ဖြစ်သွားပြီကျွန်တော်ဝင်ပြီးတာစန့်ကျင်ဘက်ဖြစ်သွားပြီလုံးဝစန့်ကျင်ဘက်ဖြစ်သွားအဲ့တော့ကျွန်တော်ဘာလုပ်လို့ရလဲဆိုတော့တိခံပြီးเนาะကျွန်တော်မှားတဲ့အတွက်ကိုကျွန်တော်ထပ်ဝင်လိုက်မယ်ဒီချိန်မှာအတက် trend ဝင်လိုက်မယ်3နှစ်1ဝင်ပြီးပတ်ကျွန်တော်မှီတဲ့နေရာဝင်လိုက်ပါတယ်အတက်ဖက်ကိုကျွန်တော်ဝင်လိုက်ပါတယ်ဒါလုံးဝကို trend ကစန့်ကျင်ဘက်ကြီးတအားပေါ့ဗျာအပြောင်းလဲဖြစ်သွားသူစက္ကန့်30နောက်မှာဝင်လို့မရတော့စက္ကန့်30အတွင်းမှာဝင်လို့ရသေးရပေါ့နော်ဟောအဲ့တော့နှစ်ခုလုံးပြုတ်ချင်လို့လားမသိဘူးဗျာဂျားထဲမှာသွားကြာနေတယ်โอเคအခုဆိုရင်10စက္ကန့်ကြံမယ်19ဟုတ်ပြီအခြေအနေကောင်းတယ်အဲ့တော့ကောင်းတော့ကြတော့ကျွန်တော်အကြ trend နှိပ်ထားတဲ့ဟာကရှုံးမယ်အတက် trend နှိပ်ထားတာနိုင်မှာဖြစ်တဲ့အတွက်$10လုံးမရှုံးတော့ပါဘူးโอเคเนาะ 1.8 ပဲကျွန်တော်ရှုံးသွားတယ်ပေါ့เนาะအရှုံးနေပေါ့ဒီတစ်ခေါက်တော့ကျွန်တော်ကြည့်အောင်အခုသူကတက်မလို့လေးပြပြီးတော့ပြန်ကျသွားတယ်ပေါ့ဗျာเนาะတက်မလို့လေးပြပြီးတော့ပြန်ကျတယ်အဲ့တော့ကျွန်တော်ဒီခေါက်အတက် trend ကိုသွားကြရအောင်အဲ့တော့သူအကြဆုံးချိန်ဒီလောက်မှကျွန်တော်ဖမ်းဝင်မယ်ဒီမှာအချိန်က10စက္ကန့်ကြံသေးတယ်အဲ့တော့ကျွန်တော်မှာ win ချိန်ဒီစက္ကန့်နေကြံသေးတယ်ပေါ့ဗျာနည်းနည်းသူကြရင်ကြတော့ကြချိန်မှာအတက်ဖမ်းဝင်လိုက်ပြီဒါသူအကြဆုံးလို့ကျွန်တော်ထင်တဲ့အချိန်မှာကျွန်တော်ဝင်လိုက်တယ်ထက်ကြတယ်အဲ့တော့ကျွန်တော်မတက်နိုင်ဘူးဒါပေမဲ့ဒါအတက်ခုန်ကျင်နေတဲ့သဘောပေါ့ဗျာသူဈေးကိုပြန်ပြီးတော့ကန်နေတာပေါ့ဒီ support zone ထိမရောက်ဘူးပေါ့ဗျာဒီရောက်က support zone ထိမရောက်ခွဲနဲ့ဒီ resistance zone ကိုသူပြန်ဖောက်လိုက်မယ်အဲ့တော့ဖောက်တာမဖောက်တာတဲ့ကိုဝင်သားထက်မြင့်တော့အရေးကြီးတယ်သူက binary option ဖြစ်တဲ့အတွက်ကျွန်တော်တို့ကအချိန်10မိနစ်တွင်စောင့်မယ်အခုဆို10စက္ကန့်ပဲလိုတော့တယ်အိုးကြဝိုင်း6 5 4 3 2 boom ဟုတ်ပြီကျွန်တော်အနိုင်ရပါတယ်เนาะနိုင်ရပါပြီအခုလိုလွယ်လွယ်ကူကူ trade တာပါအခုလိုလွယ်လွယ်ကူကူ trading ကိုလုပ်ချင်တဲ့ binary option trading ကိုစိတ်ဝင်စားတယ်ဆိုတဲ့သူတွေ comment မှာရေးခဲ့ပေးပါကျွန်တော်အကောင့်ဖွင့်ဖို့ကူညီပေးပါမယ်အကောင့်ဖွင့်နည်းတွေပြောပါမယ်ပြီးရင်ကျွန်တော်တို့ Zoom ကနေပြီးတော့ဘလို့အနိုင်ရအောင် trade ရမယ်ဆိုတဲ့ free class တွေရှိပါတယ်အဲ့ဒါတွေကိုတက်ရောက်ခွင့်ရမှာဖြစ်ပါတယ် free သင်ပေးတာပါ knowledge sharing free သင်ပေးတာပါအကောင့်ဖွင့်ဖို့လည်းကူညီပေးပါမယ်အနိုင်ရအောင်ဘလို့ trade ရမယ်ဆိုတဲ့
knowledge တွေလည်း free sharing လုပ်ပေးပါမယ်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ခဲ့ပေးပါပြီးရင်တက်ချင်တဲ့သူတွေ free class ဆိုပြီးတော့ comment ပေးခဲ့ပါကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ Telegram account @mrtk93 လုံးကိုလာပြီးတော့လည်းပြောလို့ရပါတယ်ကျွန်တော်ရဲ့ YouTube channel လေးကြီးလည်း subscribe လုပ်ပေးပါ TikTok account လေးကိုလည်း follow လုပ်ပေးပါအားလုံးကိုကျေးဇူးတင်ပါတယ်လောလောဆယ်ဒီကျွန်တော်ရဲ့ပထမဆုံး live ကိုကျွန်တော်ဒီမှာပဲအဆုံးသတ်လိုက်ပါမယ်အခုလိုအားပေးကြတာကိုကျေးဇူးတင်ပါတယ်နော်အားလုံးပဲကိုယ်စိတ်နဲ့ပြချမ်းမာချမ်းသာနဲ့လိုဝင်ဆန္ဒများတစ်လုံးတော့ပြည့်စုံကြပါစေစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာပြည့်စုံပြီးတော့အေးချမ်းသာယာပြည့်စုံတဲ့ဘဝများရရှိကြပါစေလို့ဆုတောင်းပေးပါတယ်ကျေးဇူးတင်ပါတယ်ဗျ